โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ဇူလိုင်လ25ရက်နေ့လယ်ပိုင်းကမ္ဘာအရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲကြီးရဲ့နောက်ဆုံးရစိတ်ဝင်စားစရာသတင်းထူးတွေနဲ့အတူနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နာမည်ယော်တီဖာလို့ခေါ်ပါတယ်ဒီကနေ့နေ့လယ်မှာသတင်းထူးမြောက်များစွာရှိပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဒီသတင်းတင်ဆက်မှုကိုဆက်လက်အားပေးဝန်ရံပေးတဲ့အနေနဲ့ like တွေ subscribe တွေ follow တွေလုပ်ပေးမဲ့ချစ်တော်ညီကိုများကိုရှေးအောင်စွာဆက်လက်လှုပ်ဆောင်ပေးဖို့ရန်အတွက်တောင်းဆိုခြင်းပါတယ် okay စရအောင်ဒီနေ့ထူးခြားတဲ့သတင်းထဲမှာအခုအီရန်ရဲ့စစ်ပွဲထဲမှာဒီတရုတ်ကတကယ့်လက်ပူးလက်ကျပါဝင်အားဖြစ်ပေးနေတယ်စစ်ဖက်ဆိုင်ရာလက်နက်တွေတင်ပို့ပြီးတော့မှပံ့ပိုးကူညီနေတယ်ဆိုတဲ့အတည်ပြုချက်ရတယ်ဒါကအိမ်မတန်စိတ်ဝင်စားစရာကောင်းပြီးတော့မှ breaking news သတင်းတစ်ပုဒ်ဖြစ်လာပြီဘာကြောင့်ဘလို့နီးနဲ့ဒီသတင်းထပ်ပေါ်လာတယ်လဲဆိုရင်တင်ပေါ်တစည်းကနဲ့နော်ဒီတရုတ်ရဲ့တင်ပေါ်ကဒီအီရန်စီမှာပြပို့တဲ့သတင်းအထောက်ထားနော်လုံးဝတွေ့ရှိခဲ့တယ်တဲ့အဲ့ဒီအထောက်အထားကြောင့်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နော်အရေးအမွာကိုတရုတ်ကိုတတိပေးခဲ့တာဖြစ်တယ်တဲ့ခမားပြောခဲ့တယ်စစ်ဖက်ဆိုင်ရာလက်နက်တွေမရောက်ဘူးမပန့်ဘူးပေးဘူးဆိုပြီးတော့မှအီရန်နဲ့ပတ်သက်ပြီးတော့မှကတိကဝတ်ကျွန်တော်ကိုပေးခဲ့တာဖြစ်တယ်ဆိုတဲ့စကားပြောခဲ့တဲ့ဟာကအခုအဲ့ဒီလက်ပူလက်ချမိထားတဲ့ဟာကိုအရေးပြတဲ့နေနဲ့ကျွန်တော်တို့မြည်ထားတာဟုတ်တယ်နော်ဆိုတဲ့ဟာကိုကဘာကြီးတီးအောင်ဖော်ထုတ်ကြေညာခဲ့တာဖြစ်တယ်တဲ့တခြားစိတ်ဝင်စားစရာဘာတွေရှိသေးလဲဆိုဒီတရုတ်နဲ့ပတ်သက်ပြီးတော့မှဘာကြောင့်တရုတ်ကအီရန်အရေးမှာထဲထဲဝင်ဝင်ဂျူသွန်လိုင်းကနဲ့နော်ရေဒါတွေလုံးဝအတုံးပြုတ်လို့ရတဲ့ဟာ location တွေနော်လုံးဝအတီးတကျပေးပို့ပြီးတော့မှဘာကြောင့်နော်ကူညီပေးနေရတယ်လေဆိုတဲ့အထောက်ထားလည်းရှိတယ်ခါတိုင်းသူရင်အီရန်ကဒီလောက်အထိပြင်းမထိမိပြည့်နိုင်တဲ့အစွမ်းရှိတယ်လို့ကမ္ဘာသတင်းမှာမကြားခဲ့ဘူးအခုပြစ်ခတ်လာသမျှဒီဂျော်ဒန်နော်စစ်ကန်တို့ကိုဝီတို့ဘာရင်းတို့တော်များကိုလုံးဝထိမှန်တယ်နောက်ဆုံးဘလောက်အထိပြောကြလဲဆိုရင်အမေရိကန်ရဲ့နောက်ဆုံးထက်နော်ဒုံးကြီးကိုတောင်မှယာဖြတ်စီတာဟတာဖြတ်စီပြစ်နိုင်ခဲ့တဲ့နောက်ဆုံးရသတင်းတောင်မှရှိတယ်ဒါလောက်အထိနော်ခိမီတဲ့ဤပညာကအင်ရန်မှာမရှိနိုင်ဘူးဆိုတဲ့ဟာကိုပြောလာတယ်ဒီလိုမျိုးကူညီခြင်းရဲ့အဓိကအကြောင်းရင်းကနံပါတ်1ပရမဥဒပိတခုကဘာကြောင့်လဲဆိုရင်အကေ၍တာတေချာနာတောင်နော်အကေ၍တာတဲ့ကမ္ဘာအရှိအလေပိုင်းမှာတကယ့်အာနာရှင်ခေါင်းဆောင်ကြီးဖြစ်တဲ့အီရန်သားလေးလုံးဝကြရှုံးသွားမယ်ဆိုရင်ကျန်တဲ့ကမ္ဘာအရှိအလေပိုင်းမှာရှိတဲ့နော်အာနာရှင်ခေါင်းဆောင်အားလုံးနေပါတဖြည်းဖြည်းကြဆုံးခံရှိတယ်တဲ့လုံးဝထိခိုက်တယ်တဲ့ direct မဟုတ်ဘဲနဲ့တဖြည်းဖြည်း indirect ဆက်လက်အာနာရှင်ခေါင်းဆောင်တွေလုံးဝပြတ်သုံးသွားမယ်အနေထားရှိလာတယ်ရှိလာလိမ့်မယ်အဲ့ဒါကြောင့်တရုတ်ကဒီအာနာရှင်နိုင်ငံဖြစ်တဲ့ကြောင့်ဘာပဲဖြစ်ကမ္ဘာအရှိလေးပိုင်းမှာရှိတဲ့အာနာရှင်ခေါင်းဆောင်တွေမကြရှုံးရေးမဆုံးရှုံးရေးပရမဥဒပေးကူညီတာဒုတိယတစ်ချက်ကသူ့ရဲ့အကျိုးစီးပွားအကေ၍တာဒီအီရန်ကိုအမေရိကန်ကတိုက်ခိုက်ပြီးတော့မှနိုင်ခဲ့သည်ရှိတော့အီရန်မှာဒီနော်ရေနံနဲ့ပတ်သက်ပြီးတော့မှအမေရိကန်ကကင်တွယ်လာရင်တက်လုံးဒီတရုတ်ကအမေရိကန်လက်အောက်ခံဖြစ်သွားမယ့်ဟာကိုစိုးရင်တယ်ရေနံနဲ့ပတ်သက်ပြီးတော့မှအမေရိကန်ကဈေးကြိုက်တယ်လို့နော်သူတို့ကိုကြိုးကင်လို့ရတဲ့အနေထားဖြစ်လာတဲ့ချိန်အမေရိကန်ကိုတလောက်ထိတက်လုံးသူတို့ကနီလားငါလားအပြိုင်ဆိုင်နော်ကြိုးစားပြီးမှရက်တီလာတဲ့သူတို့ရဲ့ရက်တီချက်ကလုံးဝအမြင့်မြင့်သွားလာနိုင်တယ်
ဒါကြောင့် American လက်အောက်မှာအရှိတဲ့ဘိုင်းကစဒီနိုင်ငံကြီးရုရှားတို့ဒီတရုတ်တို့လုံးဝလက်အောက်မကျဇေဖို့အရေးသူတို့ကအားလာကြောင့်ဒီအီရန်မှာစစ်ဖက်ဆိုင်ရာလက်နက်တွေနော်မောင်ခိုလျက်ဝက်ပံ့ပူကူညီနေတာဖြစ်တယ်ဒီလိုပြောလာတယ်ဒါဒီတည်င်းတွေဒီလိုကျွန်တော်တင်ဆက်ပေးတဲ့အချိန်မှာတချို့ကတည်င်းအတုတွေပါပြောနေတယ်ကျွန်တော်ကတခါတည်းအခုတမနေ့တော့မကြာသေးတဲ့တည်င်းတွေကိုများရှာပြီးတော့မှချက်ချင်းတင်ပေးနေတာဖြစ်တယ်တည်င်းအမားတွေခင်ဗျားတို့ပြောရင်ပြောချင်တဲ့သူကပြောကြည့်ဘယ်သူထောက်ခံမှာလဲကျွန်တော်လည်းကျွန်တော် idea ကျွန်တော်အုံနောက်နဲ့ရှောက်ထွင်ပြီးတော့မှနော်ဒီတည်င်းတွေကိုပြောလို့မရဘူးကပတည်င်းမှာနေ့စဉ်နေ့မြနော်စက္ကန့်နိုင်နဲ့အမြထပ်ပေါ်လာတဲ့တုံးသက်ချက်တွေအမြင်တွေမြောက်များစွာရှိတယ်အဲ့ဒါတွေကိုလိုက်လာရှာဖွေပြီးတော့မှတဖန်တင်ဆက်ပေးနေတာဖြစ်တယ်နော်အဲ့ဒါကိုလုံးဝဟောဖြစ်လုပ်ပေးကြပါဘူးနော်အတိမပြုတ်ပေးကြပါနောက်တစ်ခုကအင်ရန်ရဲ့ဆုစိတ်ချက်အမေရိကန်တွေဘာကြောင့်ကျွန်တော်တို့ကိုနောက်ဆုံးပေါ်လက်နက်တွေနော်သူတို့တင်ထွင်ထားတဲ့လက်နက်တွေအစမ်းတုံးတာကျွန်တော်တို့ကိုပြစ်တယ်တတိယကဘာစစ်ကိုတုံးရမယ့်လက်နက်တွေကျွန်တော်တို့ကိုပြစ်နေတယ်ဆုဆွဲလာပြီဘာကြောင့်ပြစ်လဲအင်ရန်ကိုတလောက်ထိနော်တတိယကဘာစစ်မှာတုံးရမယ့်လက်နက်တွေဘာကြောင့်တိုက်ခိုက်တုံးနေရတယ်လဲဆိုရင်အဲ့ဒီနေရာမှာတရုတ်ရဲ့လက်နက်အကြီးစားကောင်တာနောက်ဆုံးပေါ်တွေအင်ရန်နိုင်ငံမှာရောက်ရှိနေတဲ့ကြောင့်ခမများတို့ရဲ့နောက်ဆုံးနဲ့ကျွန်တော်တို့ရဲ့နောက်ဆုံးကိုနော်ရှင်ကြည့်ရအောင်ဆိုတဲ့အနေထားပြစ်နေတဲ့ပုံစံဖြစ်နေတယ်တရုတ်ရဲ့နောက်ဆုံးကိုအမေရိကန်ရဲ့နောက်ဆုံးပေါ်လက်နက်တွေနဲ့ရှင်ပြီးတော့မှတိုက်ခိုက်နေတဲ့အနေထားရှိတယ်ဒီလိုမျိုးအခြေအနေဖြစ်တဲ့ကြောင့်အမေရိကန်ကဒါကတော်ယူတန်ယူပြည့်ရင်မရအောင်နောက်ဆုံးပေါ်လက်နက်မှရမယ်တရုတ်ရဲ့နောက်ဆုံးပေါ်လက်နက်တွေရှိတယ်အင်ရန်မှာဆိုပြီးတော့မှနောက်ဆုံးပေါ်လက်နက်တွေနဲ့ပြန်ပြီးတော့မှခုခံတိုက်ခိုက်လုံးဝခြေမွန်းနေတာဖြစ်တယ်တဲ့အခုနောက်ဆုံးရအထက်မှာဒါရင်အင်မတန်စိတ်ဝင်စားစရာဖြစ်လာတယ်ဒါကြောင့်လေးပဲအမေရိကန်က59နိုင်ငံအပါအဝင်တရုတ်အပါအဝင်ဘောနော်အခုတဆပြန်တိုးပြီးတော့မှလုံးဝတတ်မှတ်လိုက်တယ်အဲ့ဒါကိုတရုတ်ကမကျေနပ်ဘူးတရုတ်ရဲ့ကုမ္ပဏီတွေကဒီ IRGC နဲ့ပတ်သက်ပြီးတော့မှလက်နက်နဲ့နော်ပန်ဖူးကူညီတာတို့လုံးဝတိရှိထားတဲ့ကြောင့်အခွန်ကအစတရုတ်ကိုဆုံးမနေတယ်အခုအဲ့ဒါကနောက်ဆုံးရတဲ့ဒီသတင်းထဲမှာထူးခြားတဲ့ဟာအမေရိကန်ရဲ့တိုက်ခိုက်မှုအခုဘီနီယာကိုတိုက်နေတယ်လေဆက်တဲ့ကျွန်တော်ကြည့်ရအောင်နေဆက်နော်ချာလာချီဒေတာနေဆက်ဆိုတာဒီအင်ရနေဆက်ဒီမှာကြီးမားမားလေကြောင်းတိုက်ခိုက်နေတယ်တိုက်ခိုက်နေတဲ့ဟာဘာကြောင့်အင်ရနေဆက်မှာဒီလောက်ထိပြည့်နေတယ်လဲဆိုရင်အင်အားအကောင်းဆုံးပြင်သွင်းထဲမှာအင်ရနဲ့အင်ရန်ဂျာမှာရှိတဲ့အင်ရန်လက်အောက်ခံတပ်ဖွဲ့အမဒါအင်အားကောင်းတဲ့ဟာရှိတယ်ဒီအဖွဲ့ကိုရှင်းနေတာဖြစ်တယ်ဒီအဖွဲ့ကိုလုံးဝရှင်းနေတယ်ဒီကောင်တွေပြင်သွင်းထဲမှာအင်အားကောင်းတာဒီမှာရှိတယ်ဟိုဖက်သွားလဲရတယ်ဒီဖက်သွားလဲရတယ်ဒီကောင်ကိုရှင်းရအောင်ဆိုမှနေဆက်ဒေတာမှာနေချောင်းတိုက်ခိုက်မှုကြီးမားမားစတင်နေတယ်အခုနောက်ဆုံးရတဲ့သတင်းထဲမှာနောက်တစ်ခုအခုဒီအင်ရန်အနေနဲ့အင်ရန်နိုင်ငံမှာလေယာဉ်တွေကြံသေးတာရှိတယ်ဘလောက်ဘာတွေကြံသေးလဲဆိုရင် F5 တို့ F4 တို့တခြားဒီ MiG နှစ်စီးရှိတယ်တဲ့နောက်ပြီးတော့မှ F14 နှစ်စီးကြံသေးတယ်တဲ့အဲ့ဒီလေယာဉ်တွေကအခုဘာလုပ်နေတယ်လဲဆိုရင်ကောင်းကင်ယံမှာအင်ရန်ရဲ့ကောင်းကင်ယံမှာတော်တော်လေးပြန်တန်းနေတယ်လောလောဆယ်ကအမေရိကန်ရဲ့လေယာဉ်တွေနော်ဒီအင်ရန်နိုင်ငံမှာနေရာတကာမှာပြန်တန်းတာခဏရပ်ထားတယ်ဘာကြောင့်လဲအင်ရန်ရဲ့လေယာဉ်တွေလှုပ်ရှားမှုပြင်းထန်ဘာကြောင့်လုပ်နေတယ်လဲဆိုရင်တဲ့အင်ရန်ကသတင်းတစ်ခုရထားတယ်အမေရိကန်ရဲ့ B1 B2 လေယာဉ်အကျစ်ဘုံကျဲလေယာဉ်ကဒီတရက်နဲ့ရက်အတွင်းမှာလာတိုက်တော့မယ်ဆိုတဲ့ဟာသတင်းရထားတဲ့ကြောင့်ဘေးနာကနဲ့ B1 B2 ပေါ်လာမလဲဆိုတဲ့ဟာကိုအင်ရန်မှာရှိတဲ့ခေါင်းဆောင်တွေကအင်ရန်ရဲ့ကြံနေတဲ့ဒီနော်လေရင်တွေကိုတုံးပြီးတော့မှနေရတကလုံခြုံရေးလေပတ်ခိုင်းတာဖြစ်တဲ့မရမကတီကြီး
အခုတက်တီတော့ B1 B2 ကမလာသေးဘူးမရှိသေးဘူးဆိုမှတချို့ကပြောနေတယ်တချို့ကတော့ B1 ကတခါကြေးပြီးပြောနေတယ်ဒီထဲမှာပိုစိတ်ဝင်စားကြနောက်တည်တပုတ်တက်လာသေးတယ်အဲ့ဒါကတော့ UK United Kingdom ကတရားဝင်ပါဝင်တော့မယ်ကျွန်တော်တို့အင်ရန်စစ်ပွဲမှာကြီးညာနေတယ်ဒါကြောင့်အင်ရန်ထဲမှာရှိတဲ့ IRGC ကကျွန်တော်တို့ United Kingdom UK ကိုပြန်လေဒုံးကျင်ပြစ်မဲ့အစင်းစင်းဘာနဲ့ drone နဲ့လာပြစ်မလားရတယ်ကျွန်တော်ကြိုးတင်ကာကွယ်ဖို့ပြင်ဆင်ပြီးပြင်ဆင်နေတယ်ပြောလာပြီဒါဆိုရင် UK က automatic ဒီစစ်ပွဲမှာပါဝင်လာနေပြီဖြစ်တဲ့ကြောင့်တရုတ် level 2ရဲ့အကူအညီနော်ဂျွန်တို့အကူအညီနဲ့ UK မှာဒီနားမှာပြည့်ဟိုနားမှာပြည့်ဆက်လက်ကူညီနိုင်အောင်မလားတတိရှိအောင်မလားအဲ့ဒါစိတ်ဝင်စားစရာရှိတယ်တရုတ်ကတော့လောလောဆယ်နော်အင်အားကြီးနိုင်ငံတခြားနဲ့အများကြီးပါဝင်လာရင်တော့သူလည်းအကန့်အသတ်တစ်ခုနဲ့ထွက်ခွာသွားနိုင်တယ်အခု UK ကတော့ငါတို့ကြိုင်တော့မယ်လုံးဝဆုံးဖြတ်လိုက်ပြီဒါဆိုရင် UK ကိုရှောက်တစ်ချက်ပြစ်ကြည့်လိုက်နေတိုးနိုင်ငံအဖွဲ့အားလုံးကဝန်းတိုင်းပြအုပ်တယ်လို့နော်ပြအောင်တခါတည်းဝင်လာတဲ့ပုံစံမျိုးဖြစ်လာရင်တော့ဒီအီရန်ရဲ့အခြေအနေကအချိန်ကနည်းနည်းဆွဲဆန့်လို့ရတဲ့အချိန်တွေကနဲ့အချိန်ဆွဲဆန့်ခွင့်မရှိဘဲနဲ့မြန်မြန်လေးပြီးသွားနိုင်တယ်မြန်မြန်လေးပြီးသွားနိုင်တဲ့အနေအထားရှိတယ်အဲ့ဒါကစိတ်ဝင်စားစရာနောက်ဆုံးရအထဲမှာ UK ပါဝင်လာခြင်းရဲ့နောက်တဲ့အခု Saudi Arabia လည်းတရုတ်ဝင်စစ်ပွဲတွေကိုဝင်လိုက်ပြီကြီးညာတယ်ကျတို့ဝင်တယ်ဘာကြောက်လဲဒီဟူတင်တွေရဲ့နော်ပြစ်ခတ်မှုမခံစားနိုင်ဘူးပြန်တဲ့နော်ဒုံးကျည်တွေသူတို့ရဲ့တင်ပေါ်တွေကိုပြစ်ခတ်တဲ့ဟာတွေဒါကြောင့်ဟူတင်တွေရဲ့လက်ချက်ကိုပြန်လဲတုတ်ပြန်တဲ့အနေနဲ့Saudi ကဘေးနေရာကိုသွားဆော်လာလဲဆိုရင်အခု IRGC ရဲ့ဟူတင်ရဲ့ဌာနခွဲရှိတယ်အဲ့ဒီဌာနခွဲကစစ်တွေရဲ့ဌာနအဆောက်အဦကိုဒီ Saudi ကဆော်ပလိုက်ပြီဖောက်ခွဲပြလိုက်ပြီအဲ့ဒါကတော့ဒီ IRGC ကိုရောဟူတင်ကိုရောတရုတ်ဝင်ငါတို့ချတယ်ကွာဗာလဲမင်းတို့ချရင်ငါတို့ချတယ်ဆိုတဲ့ဟာဘွဲထဲမှာပါဝင်လိုက်ပြီဆိုတဲ့ဟာကိုပေါ်ပြနေတာဖြစ်တယ်ဒါလည်းအိမ်မတန်မှနော်ပို့ပြီးတော့မှအထောက်အပံ့စစ်ပွဲထဲမှာဖြစ်တဲ့အတက်တေတစ်ခုဖြစ်လာတယ်နောက်တစ်ခုကဘာရီနဲ့နော်ကူဝီကလည်းနော်သူတို့ရဲ့နိုင်ငံထဲကနဲ့အမေရိကန်ရဲ့တိုက်လေယာဉ် F-35 တွေနော်မောင်းပြီးမှအီရန်နိုင်ငံမှာတိုက်ခဲ့ကြောင်းအခုဗီဒီယိုထဲမှာပေါ်ပြတယ်သူတို့ရဲ့နိုင်ငံကလည်းပြန်တယ်တုတ်ပြန်တာဖြစ်တယ်တဲ့ငါတို့လည်းပြန်ချတယ်ကွာမင်းတို့ငါတို့ကိုတိုက်တယ်ဆိုတော့ပြန်ချတယ်ဆိုမှအဲ့ဒီလေယာဉ်နဲ့အီရန်မှာတိုက်ခဲ့တဲ့ဟာကိုပြန်ပေါ်ပြလာတယ်တိုက်မကြခင်အခုလုံးလုံးစေဒီ UK မှာတော့ပြဿနာနည်းနည်းတော့ရှိတယ်ငါတို့ဒီစစ်ပွဲထဲမှာအမေရိကန်ရဲ့ B1 B2 လေယာဉ်တွေနော် UK ရဲ့တကယ်လေကြောင်းလေတပ်ထဲမှာစင်တက်ခွင့်ပေးလိုက်တော့ငါတို့ဘာစစ်ပွဲထဲကိုဝင်ရတော့မယ်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုမှပြည်သူတွေစိုးရိမ်နေတဲ့ဟာဝေဖန်နေတဲ့ဟာရှိတယ်ဒါပေမဲ့အသက်တက်လာတဲ့ဝင်ကြီးချုပ်ကတော့မကြောက်နဲ့ငါတို့ဒီပွဲမပြီးငါတို့လည်းအားလုံးဖြစ်တယ်ဆိုမှပြက်သားသားဆုံးဖြတ်နေတာဖြစ်တယ်ဒါကအင်မတန်မှစိတ်ဝင်စားစရာကောင်းလာနေတဲ့နောက်ဆုံးရသတင်းတွေဖြစ်တယ်ဒီအင်ရန်ရဲ့အခြေအနေကလောလောဆယ်သူတို့ရဲ့နော်တရုတ်ရဲ့အကူအညီနဲ့တော်တကောင်းနောက်ပြီးတော့မှဒီရုရှားရဲ့အကူအညီလည်းပါသေးတယ်ဆိုတဲ့ဟာပြောနေတယ်သူတို့ရဲ့အကူအညီတွေကြောင့်ပုံနေတဲ့နော်ဒီပေါက်တူးတောင်မြေအောက်တကယ့်နျူကလ িয়ার စက်ရုံအောက်ခြေမှာပေ900လောက်နေတဲ့နေရာမှာပုံနေပြီးတော့မှခေါင်းဆောင်ပိုင်းတွေအလုတ်လုံနေတာဖြစ်တယ်တဲ့ဒီအမေရိကန်သတင်းဌာနတစ်ခုကတော့ထာဝရပုံခွင့်ပေးမယ်ဆိုတဲ့ဟာတွေရှိတယ်ထာဝရခေါင်းဆောင်တွေအဲ့ထဲမှာပုံမှထာဝရသွားတခါလေးပုံနေလိုက်ရမယ်အနေထားဖြစ်လာတော့မယ်တဲ့ခေါင်းဆောင်ပိုင်းတွေဘေးနေရာရှိတယ်ဘလို့ရှိတယ်ဆိုတဲ့ဟာကိုလုံးဝစုံစမ်းနေတဲ့သူကဒီအစ္စရေးကဘာကြောင့်ဒီစစ်ပွဲထဲမှာမရမကပါဝင်နိုင်စရာအကြောင်းရှိလဲဆိုရင်အခုဒီတရုတ်ကလည်းနော်
တေဝိုက်ကူညီပေးနေတယ်ပြီးတော့မှရုရှားကဒီစစ်ပွဲမှာပါဝင်နေတယ်မထူးတော့ဘူးချကွာအစ္စရေးမပါရင်မရတော့အစ္စရေးပါလိုက်တော့ဆိုမှပါသွားနိုင်တယ်ဒီတော့နောက်တရက်လားနှစ်ရက်အတွင်းမှာအမေရိကန်မှာဒီအစ္စရေးရဲ့ဝန်ကြီးချုပ်ဘေဂျမင်နာတန်ယာဟုကတွားရောက်ဖို့ရှိတယ်ဒီခရစ်စင်အစဉ်စဉ်ဆွဲထားတာရှိတယ်ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်ထောက်လန်းရေးတော့တည်င်းအရာခရစ်စင်ဆွဲဆိုင်ဖို့လည်းရှိတယ်နောက်ထပ်နော်လှုပ်ဆောင်မဲ့ဟာလည်းရှိတယ်ဆိုတဲ့ဟာတွေပြောနေတယ်အစဉ်စဉ်ကဘလို့လာမလဲနောက်ထပ်တည်င်းထူးခြားမှုက USA အမေရိကန်နိုင်ငံမှာဒီစစ်ဖက်ဆိုင်ရာတည်င်းသမားဖြစ်ဒီလူပုဂ္ဂိုလ်သူတို့တတ်မှတ်ထားတဲ့သူတွေကိုလှုပ်ကြံမဲ့အင်ရန်ရဲ့အစဉ်စဉ်ကအခုတည်င်းအရန်ဟော့နေတယ်မနေ့တနေ့တပတ်လောက်ရှိပြီလားဒီအမေရိကန်နယူးယောက်မှာနော်ပြဿနာဖြစ်တဲ့ဟာတွေရှိတယ်အင်ရန်ကြောထောက်နောက်ခံအင်ရန်ကိုအားပေးတဲ့သူတွေပေါ့ဓာတ်ဆီနဲ့လောင်းပြီးတော့ဆောက်အုပ်တွေကိုမင်းလာရှိုးတဲ့ဟာတွေအားလုံးကြည့်ပြီးသွားပြီးထင်ပါတယ်ဒီလိုမျိုးအခြေအနေတွေရှိတယ်ခုနောက်ထပ်နော်ပြည့်မတ်လောက်ကြမဲ့ပုံကိုယ်တွေအမေရိကန်နိုင်ငံထဲမှာအင်ရန်ရဲ့အစဉ်စဉ်ရှိတယ်အားကြောင့်ဒေါ်နယ်ထရမ့်တောင်မှအစည်းအဝေးတွေကိုနော်ပြစ်ခတ်မှုတွေရှိလာမဲ့အစဉ်စဉ်ရှိတဲ့ကြောင့်ဟိုပြောင်းနေရတဲ့အနေထားတောင်မှအခုတည်းထိရှိသေးတယ်ဒီနေ့လေအစည်းအဝေးတစ်ခုပြောင်းရတယ်ဆိုတဲ့ဟာရှိတယ်ပြစ်ခတ်မှုရှိလို့ဆိုရင်မှဒီလိုမျိုးဒါပေမဲ့ဒါတွေကတိတ်ပြီးတော့မှအရာရောက်တဲ့ဟာမဟုတ်ဘူးဟိုမှာဘိုးကိုလုံးဝတိုက်ခိုက်နေတာဖြစ်တဲ့ကြောင့်ဒါကြောင့်ကျွန်တော်နော်တော်များစစ်ပွဲရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်ပင်လယ်ကွေ့နိုင်ငံအားလုံးနီးပါးကအင်ရန်ကိုဆော်တော့မယ်ဆိုနေပြီဆိုတဲ့ဟာလေပြောလို့ရပြီပြီးတော့မှအမေရိကန်ကလည်းအချိန်တိတ်ဆွဲတော့မှာမဟုတ်ဘူး UK ကလည်းလာတော့မယ်တရုတ်ကတော့ဘယ်လိုလုပ်မလဲနောက်ပိုင်းကျရင်အမေရိကန်သတင်းဌာနတွေသတင်းဌာနကပြောတဲ့အတိုင်းကမ္ဘာအရှိလေပိုင်းမှာရှိသမျှအာနာရှင်ကောင်းဆောင်ကြီးတွေတဖြည်းမြင်းသွားပါမလားမဟုတ်ရင်ဒီအာနာရှင်ကောင်းဆောင်ပိုင်းတွေရဲ့ပူပေါင်းမှုကြောင့်ကမ္ဘာတတိယကမ္ဘာစစ်မီးတောက်လာမလားဆိုတဲ့ဟာစိတ်ဝင်စားစရာရှိတယ်နောက်ထပ် breaking news ကတော့ဒီရုရှားကယူကရိန်းကိုဆက်လက်တိုက်နေပါတယ်6ဦး9ဦးဒဏ်ရာရတယ်12ဦးနော်ဒဏ်ရာရတယ်ဆိုတဲ့ဟာလည်းရှိတယ်နေ့တိုင်းတိုက်ခိုက်နေတဲ့စစ်ပွဲအကြောင်းကတော့မပြေးနိုင်တဲ့နော်တော်တော်စင်အထိနော်ဟော့နေတဲ့တဲ့တင်းတွေရှိတယ်ကျွန်တော်ဘေးနေရာပဲရောက်အားလုံးကဆွတ်တောင်းကူညီပေးကြရအောင်ဒီနေ့ကြားရတဲ့သတင်းတွေကိုကြည့်ရှုအားပေးကြသောအနေရကနဲ့ချစ်တော်ညီကိုမောင်နှမဆီယာမြင့်ပါများအားလုံးကိုအသက်ရှင်တော်မူ၍ဘေးဒုက္ခခတ်သိမ်းထဲကနဲ့ခေါ်ရင်ထူးပြီးမှကဲတင်တော်မူသောယေရှုဖျားအားပေးကွယ်ကဆောက်ရှောက်တော်မူပါသည် Okay